ဝန်ဆောင်မှုကောင်းလိုက်တဲ့ဆိုင်ဟေးအိမ်အထစ်ကို delivery နဲ့ပို့ပေးတာကြက်ဥကစောအိမ်ကိုအရန်လွမ်းလို့ပေါ့နော်ကြက်ဥကစောမာစားဖြစ်တယ်ရှင်အဲ့ဒါကိုလေ delivery ခ free နဲ့အိမ်အရောက်ပို့ပေးလိုက်တယ်ကွယ်ကျေးဇူးတင်လို့ကဲစားကြည့်ရအောင်ဒီဆိုင်လေးကတော့စမ်းချောင်းမြို့နယ်မင်္ဂလာလမ်းမှာရှိတဲ့မိုင်ဆိုတဲ့ကချင်ရိုးရာစားသောက်ဆိုင်လေးပဲဖြစ်ပါတယ်ရှင်ကချင်အစားအစာနဲ့ပတ်သက်တာတွေတော်တော်များများရတယ်ပြီးရင်ကျုပ်ကစော်တွေရတယ်သူတို့ဆိုင်ကမွင်ကားတော်မုတ်လက်ဆောင်တွေလည်းရတယ်ရှင်အရန်ကောင်းပြောမှာကချင်ချက်တယ်လေသူလေအထုပ်ကလေးနဲ့လေအဲ့ဒီအထုပ်ကလေးဟာလေရောအရန်တန်တယ်နော်တထုပ်ကိုလေ3500အဲ့လိုမျိုးဟင်းထုတ်ပေါ့နော်သမင်းထုတ်ဟင်းထုတ်တွေဝယ်ရင်ငရုတ်တီထောက်ကချင်ငရုတ်တီထောက်လဲအစစ်ထက်ပေးတာပြီးဟင်းတွေလည်းအလကားကျွေးတယ်အမသွားကြည့်နော်အရန်ကောင်းတယ်ကျုပ်ဆိုလဲချူမွေကလေးပဲရှင် good စမ်းကြောင်းမင်္ဂလာလမ်းမိုင်စားတော့ဆိုင်